မင်္ဂလာပါယနေ့ဗီဒီယိုမှာလူတွေမြင်တွေ့တဲ့ UFO မသိရသေးတဲ့ပြန်သားနေတဲ့အရာဝတ္ထုများအကြောင်းကိုစိတ်ဝင်စားဖို့ကြည့်ပါမယ် UFO ဆိုတာ Unidentified Flying Object မသိရသေးတဲ့ပြန်သားနေသောအရာဝတ္ထုကိုဆိုလိုပါတယ်။အချို့ကတော့အာဂါသယာဉ်သို့မဟုတ်အခြားဂျိုသားများနဲ့ပတ်သက်နိုင်တယ်လို့ယုံကြည်ကြပါတယ်။သို့သောသိပ္ပံပညာရှင်များကသဘာဝအရာများသို့မဟုတ်စက်ရုပ်လေယာဉ်များလည်းဖြစ်နိုင်တယ်လို့ဆိုပါတယ်။ Roswell Incident 1949 New Mexico, America စစ်တပ်က weather balloon လို့ပြောခဲ့ပေမဲ့အချို့က alien ယင်ပြတ်ကြတာလို့ယွန်းချီကြသည် Phoenix Lights 1990 Arizona, America လူတောင်ကြီးမြင်တွေ့ထားတဲ့အလင်းတန်းကြီး UFO တွေအကင်လေထဲမှာပြန်တိုင်းနေသလိုဖြစ်သည် Rendlesham Forest Incident 1980 England စစ်သားတွေတစ်တော်ထဲမှာအလင်းပြတ်ထွက်တဲ့ယင်တစ်ခုမြင်တွေ့ခဲ့ကြသည် သိပ္ပံပညာရှင်များအနေဖြင့် UFO တွေကိုလေ့လာနေဆဲဖြစ်ပြီးအများအပြားကစစ်ရေးလေယာဉ်မိုးလေဝသ balloons ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။သို့တော့အချို့ဖြစ်ရပ်များကယနေ့ထိလျှို့ဝှက်စမ်းကြယ်နေစေပါ။သင် UFO ကိုယုံကြည်သလား comment မှာအကြံပေးပါဗီဒီယိုကို like and subscribe လုပ်ဖို့မမေ့နဲ့နော်